Joshua Van ကကန်ကောင်းလို့တာချန်ပီယံဖြစ်လာတာတကယ်လို့အဲ့ညမှာကျွန်တော်ဒါလက်အစ်စ်မလွဲခဲ့လို့ရှိရင်ကျွန်တော် Van ကိုနိုင်မယ်ဆိုတာလုံးဝပြောရတယ်69.9%ခိုင်နှုန်းတေးချတယ်ဆိုပြီးမှ Alexandra Pantoja က Ariel Helwani နဲ့ interview မှာပြောလာတယ်Pantoja ပြောတာကသူအခုချိန်ထိဒီ Joshua Van နဲ့ရှုံးပွဲအတွက်တော်တော်လေးကိုခံရခဲ့တယ်ပေါ့ကျွန်တော်ကကစားသမားတယောက်ပါအနိုင်အရှုံးအမြဲတွန်တွဲရဆိုတာနားလေတယ်ဒါပေမဲ့ Van ကိုအခုလိုမျိုးရှုံးတဲ့အတွက်တော်တော်လေးကိုခံစားရခက်နေဆဲဆိုပြီးမှပြောထားတယ်နောက်ပြီးမှ Van ကချန်ပီယံဖြစ်ဖို့ကံပါလာတယ်ဆိုတာလုံးဝ100%ခိုင်နှုန်းကျွန်တော်တေချာတယ်ဆိုပြီးမှလည်းပြောသေးတယ်သူပြောတာက Van ကဒီ rival နဲ့ပွဲမှာလည်းမနေ့ကပ်ကနှုတ်ထွက်သွားလို့ဒါကစားခွင့်ရခဲ့တာအဲ့ပွဲမှာလည်းနောက်ဆုံး10စက္ကန့်အတွင်းမှာ Van ကတေချာ connect လုပ်နိုင်လို့ဒါဒီ rival ဝင်နိုင်တာပေါ့ရှင်းပြောလို့ရှိရင်ကံမလို့ပေါ့နောက်ပြီးဒီကျွန်တော်နဲ့ပွဲကလည်းကျွန်တော်အကြမတော်လို့ကြားတဲ့အချိန်မှာကျွန်တော်ရဲ့ body weight တစ်ခုလုံးကိုလက်အပေါ်မှာအားပြုလိုက်တဲ့အတွက်လက်အစ်စ်လွဲသွားလို့ဒါသူနိုင်တာတကယ်တော့အညမှာကျွန်တော်ဒါပုံမှန်အခြေအနေဆိုရင်လုံးဝ69.9%ခိုင်နှုန်းကျွန်တော်နိုင်တယ်ဆိုပြီးမှလည်းပြောထားသေးတယ်အဲ့တော့ဒီ Joshua Van ကအခု April 10 ရက်နေ့မှာ Tatsuro Taira နဲ့ကပတ်ကောက်ပွဲရှိတယ်အဲ့ပွဲရဲ့နိုင်တဲ့သူကိုဒီ Alexandra Pantoja နဲ့ UFC ကတေချာပေါက်ပွဲပြန်တည်ပေးလိုက်မှာဘာလို့ဆိုရင် Pantoja ကကပတ်ကောက်ပွဲလည်းအများကြီးလုပ်ထားရဲဆိုတော့မျက်နှာသာပေးလိုက်မယ်အဲ့တခုတော့လုံးဝတေချာတယ်အားလုံးကျေးဇူးပါဒါကကျွန်တော် Ariel Helwani နဲ့ Joshua Van တို့ရဲ့ interview ကနေကောက်နှုတ်ထားပေးတာ